ဗျမဆိုတဲ့အမျိုးဟာမှတ်တာလူနဲ့နတ်နဲ့မတူဘူးလူတွေနတ်တွေကအာယုံ၅ပါးစလုံးအကုန်ခံစားတယ်ဗျမပြီးမှနှာခေါင်းကအနတ်ခံစားတာမရှိဘူးရှားထဲမှာအရသာဝါမျိုးစားတယ်ဆိုတာဗျမမရှိဘူးကိုချင်းထိခိုက်ပုတ်တိုက်ပြီးတော့အရသာခံတယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်ရှားမရှိဘူးတော့မဟုတ်ဘူးရှားတော့ရှိတာပေါ့အရသာမစားတာပြောတာနှာခေါင်းတော့ရှိတာပေါ့အနတ်ရှူတဲ့ဂာနပတာဒရုပ်မဖြစ်ဘူးအဲ့ဒါလိုပဲကိုတော့ရှိမှာပေါ့ပရိသတ်ရဲ့ကာမဂုဏ်ခံစားတဲ့ဟိုဥစ္စာသူတို့မှမပါဘူးတဲ့အဲ့ဒါမှတ်ထားအဲ့ဒါကြောင့်အဲ့ဒီနေရာကဘာမှထွက်လို့မရဘူးပရိသတ်ရဲ့ထွက်ပေါက်မရှိဘူးအဲ့ဒီနေရာဆိုအိမ်မဲကသိတယ်မဟုတ်လားအမလေးပညာဓာတ်တွေခုမှလာတွေ့သိလိုက်တာအဲ့ဒါကြတော့သိဟုတ်တာပန်းတစ်ခုကိုရုပ်ဘယ်နှမျိုးခွဲမလဲဆိုတော့အပေါအောင်ပြောယူရတယ်အဲ့ဒါကြောင့်သုဒ္ဓသာနုတောနိခန္ဓာသုဒ္ဓလောသမားတွေလက်သမားတွေဆင်းရဲသားတွေကြတော့သာနုတောဒုကောင်းကနေပြီးတော့နိခန္ဓာထွက်လာကြတာအလောသမားလက်သမားဆင်းရဲသားပြမကြီးဘယ်ကထုတ်လဲဒုဟာထုတ်တာတော်သေးတာပေါ့ဒုရောက်သွားတော့အမျိုးကြီးပဲနှပါလဲ၄ပါးအဲ့ဒါအိန္ဒိယပြည်မှာကဘာဦးကလူမျိုးကြီး၄ပါးအဲ့ဒါဇတ်၄မျိုးပဲအယုဒ္ဓအမြတ်ဒီလိုခွဲတယ်အဲ့ဒါကြောင့်သိတ္တတဲ့ဂေါရမဗုဒ္ဓဆိုတဲ့ဒီဘုံတော်ရစကားအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကိုရှ िख ိုးခြင်းတို့ဇတ်ပြက်ပြီးဗဇက်ကတွဲလို့အမြတ်ဆုံးဇက်ကအညံ့ဆုံးသွားရှ िख ိုးရတာပုံနာတွေစူးပွက်နေတာပဲဘုရားသောဏတန္တဆရာကြီးရှ िख ိုးတဲ့ကိစ္စအဲ့တော့မြတ်စွာဘုရားကထမေးတယ်ထမေးတယ်ဆိုတော့မေးတာကရုပ်တရက်ခေါင်းနဲ့နှစ်ခုပေါ်လာတယ်တစ်ခုကဒီသုတ်ထဲမပါဘူးဒီပြည့်နေရာကဒီပြည့်နေရာလေးအပိုလေးထည့်ပြောဦးမယ်ဒါဝါသစ္ထသုတ်ဟေးသောဏတအေးပုံနာတွေမင်းတို့ကလူ၄မျိုးဗြဟ္မာကြီးရဲ့နေရာ၄ခုကနေထွက်လို့လူ၄မျိုးပြောတယ်တော့ကောင်းလဲတုံးအောင်ရိတ်ထားတယ်အိမ်လည်းမနေဘူးစီးပွားရေးလည်းမလုပ်ဘူးကာမဂုဏ်လည်းမခံစားဘူးသပိတ်ပတ်ပြီးတော့အိမ်စိတ်လျှောက်ဆုံးခံစားယဟန်မျိုးဆိုတာရှိသေးတယ်ကွာဘာမျိုးလဲယဟန်မျိုးတွေမင်းတို့ဗြဟ္မာကြီးကဘယ်ကဖန်ဆင်းထုတ်တယ်လဲအဲ့ဒါဘုရားကမေးတာအဘဒ္ဒသုံးမှာအဘဒ္ဒနဲ့ညင်းရင်ခုံရင်ဝါသစ္ထမှလည်းဒီတိုင်းအဲ့တော့အမထတို့ဝါသစ္ထတို့ကဘာပြောလဲကိုရောတို့ဘုန်းကြီးမျိုးတွေယဟန်မျိုးတွေအညံ့ဆုံးပဲတဲ့ပြမကြီးခြေပမိုးကမွေးတာဘုန်းကြီးတို့ဘယ်ကနေရာရပြမခြေပမိုးမှာဘုန်းကြီးတို့ကနေရာရတဲ့အောက်ဆုံးပဲအောက်တန်းအချဆုံးပဲအဲ့ဒါကြောင့်ပုံနှန်းတဲ့ဒီယဟန်နဲ့မတည့်တာအဲ့ဒီတွေကမတည့်တာခုထိမတည့်တော့အိန္ဒိယပြည်သာသနာကွယ်ခြင်းဟာဓာရီပါအဲ့တော့မြတ်စွာဘုရားကတွေ့တယ်အပြတ်သက်ကိုတွေ့ဟေးဗြဟ္မဏတွေဘုရားမင်းတို့ဗြဟ္မဏလူလင်ပြိုလေးတွေပုံနှပြိုလေးတွေနဲ့ပုံနှမပြိုလေးတွေလက်ထထိန်များအိမ်တော်ပြုတာရှိသေးလားရှိတယ်ဟေးပုံနှမနဲ့ပုံနှလေးအိမ်တော်ပြုလက်ထတယ်ဆိုရင်အဲ့ဒီပုံနှမလေးနဲ့ပုံနှလေးပေါင်းပေါင်းနေရင်နဲ့ဘုံဓမ္မလေးတွေကိုဝန်များတည်သေးလားဟာတည်တဲ့ဟာကိုဝန်တည်တယ်ဆိုရင်အဲ့ဒီကိုဝန်ဘယ်ကမွေးလဲပြောတွေ့ပြီဘုရားအပြတ်ကိုချအဲ့ဒါကိုဘယ်ကမွေးလဲဆိုတော့ဘုံသားတွေစိတ်ဆိုးလိုက်ကြတာကိုဝန်ဆောင်းတယ်ဆိုရင်ဖွာရမယ်နော်ဗဇက်ကဖွာလားဘယ်ကဖွာလဲပြောမြတ်စွာဘုရားတွေ့တာဘုန်းကြီးတို့မတွေ့ရဲပါဘူးဗဇက်ကဖွာလားဘယ်ကဖွာလဲပြောဆိုတော့ပြိဿကြီးဘယ်ပြောလို့ရတော့ရှင်းနေတာမြတ်စွာဘုရားကဆက်ပြီးတော့တွေ့လိုက်တယ်ဟေးကောင်းနေမင်းတို့ပြောဖို့
မြမနာမျိုးကိုမြမကြီးဗဇက်ကထုတ်တယ်လို့မင်းတို့ပြောတယ်ပုံနာမလေးတွေခလင်းမွေးတာလည်းမင်းတို့ပြောတယ်အဲ့ဒါဆိုရင်မင်းတို့ရှ िख ိုးနေတဲ့မင်းတို့မြမကြီးဗဇက်ဘယ်ကောင်းတော့မလဲကွာပြီးရောမြတ်စွာဘုရားကဒီဘိတ်ဆိုအပြတ်ကိုချနော်အဲ့ဒါပုံနာတွေစိတ်ဆိုးလိုက်ကြတာကြီးကျယ်ပဲအဲ့ဒါကဒီသုတ်တဲ့မဟုတ်ဘူးဒီပြည့်နေရ